ကုန်မင်းထွန်းဟာကျိုးဝိုင်းထဲမှာဘယ်တော့မှညာလက်သီးကိုမတုံးတဲ့လက်ဝဲသမားတစ်ယောက်ပါကိုသောစင်ဟာလည်းခေသူမဟုတ်ပါဘူးကိုသောစင်သာရေချောင်းစစ်ပြန်ကြီးတစ်ယောက်ဖြစ်ပါတယ်ရှုံးပွဲမရှိသေးတဲ့ကိုသောစင်လို့ခေါ်တဲ့ fighter ကိုတောင်ကိုမင်းထွန်းရဲ့ဘဲလက်သီး white ချက်တွေနဲ့အလဲထိုးနိုင်ခဲ့ပါတယ်ပွဲပြီးမှသူတို့နှစ်ယောက်ဟာအရင်ကရေတက်အထူးတက်ဖွဲ့မှာအတူတူတာဝန်ထမ်းဆောင်ခဲ့မှုတဲ့စီနီယာနဲ့ဂျူနီယာတွေဖြစ်မှန်းသိကြရပေမဲ့ကိုမင်းထွန်းကဘာကြောင့်သူ့ရဲ့ညာလက်သီးကိုမတုံးရတာလဲဆိုတဲ့အဖြေကိုတော့လျှို့ဝှက်ထားစေပါပဲရုတ်တရက်ကိုမင်းထွန်းရဲ့အမေစီကဖုံးဝင်လာပြီးဇိုင်မာလူမိုက်ကိုတုတ်ကြီးတို့အဖွဲ့တွေလာရောက်တောင်းကျမ်းနေကြောင်းသိလိုက်ရပါတယ်ကိုမင်းထွန်းချက်ချင်းပြေးသွားပြီးသူ့ရဲ့လင်မြန်တိကျတဲ့လက်သီးချက်တွေနဲ့လူမိုက်ကိုတုတ်ကြီးရဲ့တပည့်တွေကိုတယောက်ပြီးတယောက်နှိမ်နှင်းခဲ့ပါတယ်ဒါပေမဲ့လူမိုက်ဂိုင်းကောင်းဆောင်ကိုတုတ်ကြီးနဲ့တူပါလာတဲ့ထွားချိုင်းလာတဲ့တက်တော်ဆောင်ကြီးကိုဗလာကြီးနဲ့ရင်ဆိုင်ရချိန်မှာတော့အခြေအနေကပြောင်းလဲသွားပါတယ်ကိုမင်းထွန်းကသူ့ရဲ့လှည့်ဝက်ထားတဲ့ညာလက်သီးနဲ့အားကုန်ပြစ်တက်လိုက်ပေမဲ့တက်တော်ဆောင်ကြီးကိုဗလာကြီးကအသာလေးကာကွယ်နိုင်ခဲ့တာကြောင့်ကိုမင်းထွန်းအံ့အားသင့်သွားခဲ့ပါတယ်ကိုမင်းထွန်းရဲ့ပြင်းထန်တဲ့ထိုးချက်တွေကိုတက်တော်ဆောင်ကြီးကိုဗလာကြီးကတောင်းခံနိုင်ရုံနဲ့မကပဲကိုမင်းထွန်းကိုပြန်လဲတိုက်ခိုက်ပြီးမြေပြင်ပေါ်လဲကျသွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့ဂိုင်းကောင်းဆောင်ကိုထုတ်ကြီးကကိုမင်းထွန်းကိုသူ့နဲ့ပူးပေါင်းဖို့ကမ်းလှမ်းခဲ့ပေမဲ့ကိုမင်းထွန်းကတော့မာနရှိရှိနဲ့ပဲညှင်းပယ်လိုက်ပါ